ရိသတ်ချင်းရှင်တပေါင်းဆိုတာကိုတငယ်တပင်သိန်းနဲ့သူယူတို့ပြောဆိုကြတဲ့နမိတ်စကားဆိုပြီးတော့မြန်မာပြည်တန်အချင်းချုပ်မှာဖွင့်ဆိုထားပါတယ်ဒီကနေ့မှာတော့မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့မှန်ကန်ထင်ရှားခဲ့တဲ့တပေါင်းကြီးတွေကိုဘုဒ္ဓရရစေရန်အတွက်ပြောပြပေးချင်ပါတယ်အရှင်ဆုံးကုန်းမောက်ခေတပေါင်းကိုပြောပြပေးချင်ပါတယ်တင်းဟင်းသာမင်းအင်းကိုဆင်းမိနှိမ်ဆင်းမဲ့ဟင်းသာမုတ်ဆိုးလေးနဲ့ပြစ်မိ3ပြစ်မဲ့မုတ်ဆိုးထီယိုရိုက်မိ4ထီယိုကိုမိုးကြိုးပြစ်မိ5တက္ကမောက်ဆောင်4ယောက်ပေါ်မိ6အေယာဝတီခန်းလိမ့်မည်9လက်ပံလေးရှားလိမ့်မည်10ကျမတွန်လို့မိုးလင်းမည်9ဗုဒ္ဓရာစာကိန်းနဲ့အညီနန်းသိမ့်မည်10ဗုဒ္ဓရာစာသာသနာပြုမင်းကောင်းမင်းမြတ်ပေါ်လာပြီးနောက်ပိုင်းတိုင်းပြည်ကြီးစီကားတာယာဝါပြောလိမ့်မည်အဓိပ္ပာယ်ကတော့နံပါတ်1ဟင်းသာမင်းအင်းကိုဆင်းမည်ဟန်နာရီမွန်တက်များကအင်းဝကိုသိမ့်ပိုင်လိမ့်မည်နံပါတ်2ဆင်းမဲ့ဟင်းသာမုတ်ဆိုးလေးနဲ့ပြည့်မည်ထိုမွန်တက်များကိုမုတ်ဆိုးဖို့ရွှေဘိုကအင်အားစုကအနိုင်ယူလိမ့်မည်ကုန်းမောင်မင်းဆက်သည်မုတ်ဆိုးဖို့ရွာကစတင်ခဲ့သည်ထိုမင်းဆက်ကိုမုတ်ဆိုးမင်းဆက်လို့လည်းခေါ်ကြသည်နံပါတ်3ပြည့်မဲ့မုတ်ဆိုးထီယိုရိုက်မည်ထိုမုတ်ဆိုးမင်းဆက်ကိုတိုင်းသမားမင်းကဖြုတ်ချလိမ့်မည်နံပါတ်4ထီယိုကိုမိုးကြိုးပြစ်မည်ထိုတိုင်းသမားမင်းကိုဖြုတ်ချဖယ်ရှားကြလိမ့်မည်နံပါတ်5တန်ခမောက်ဆောင်4ယောက်ပေါ်မည်စစ်တပ်မှခေါင်းဆောင်4ဦးသည်တိုင်းပြည်ခေါင်းဆောင်ဖြစ်ကြလိမ့်မည်နံပါတ်6အေယာဝတီခန်းလိမ့်မည်အေယာဝတီမြစ်တွင်ခန်းချမှုများဖြစ်လိမ့်မည်နံပါတ်9လက်ပံလေးရှားလိမ့်မည်တိုင်းသမားတို့ရောင်းချရသဖြင့်လက်ပံပင်များရှားပါလိမ့်မည်နံပါတ်10ကျမတွန်လို့မိုးလင်းမည်အမျိုးသမီးခေါင်းဆောင်တို့သည်တိုင်းပြည်အတွက်အလင်းတန်းပေးလိမ့်မည်နံပါတ်9ဗုဒ္ဓရာစာကိန်းနဲ့အညီနန်းသိမ့်မည်နောက်တွင်သာသနာပြုမင်းတက်လာလိမ့်မည်နံပါတ်10ဗုဒ္ဓရာစာသာသနာပြုမင်းကောင်းမင်းမြတ်ပေါ်လာပြီးနောက်ပိုင်းတိုင်းပြည်ကြီးစီကားတာယာဝါပြောလိမ့်မည်ထိုမင်းလက်ထက်တွင်တိုင်းပြည်တိုးတက်တာယာလိမ့်မည်ဆိုတဲ့အဓိပ္ပာယ်ရှားတဲ့ကုန်းမခေတပေါင်းပဲဖြစ်ပါရဲ့ရှင်မြမသမိုင်းတခြားမှာလေမင်းလောင်ပေါ်ကနေတိုင်းပေါ်ပေါက်ခဲ့တဲ့မှန်ကန်ထင်ရှားတဲ့တပေါင်းကြီးလေးခုရှိခဲ့ပါတယ်မြမောက်ခေအတွက်တန်ရှိနေတဲ့နောက်ဆုံးတပေါင်းတစ်ခုကြောင်းနဲ့ဟိုးရှိခင်ကပေါ်ပေါက်ခဲ့တဲ့မှန်ကန်တင်ရှားတဲ့တပေါင်းကြီးတွေကိုဆက်လက်ပြီးတော့ပြောပြပေးကြပါမယ်။တပေါင်းပေါ်တဲ့အတိုင်းလေးထွက်ပေါ်ခဲ့ကြတဲ့မင်းများကတော့နံပါတ်1ပကံခေစီချင်းထိုးလေးရဲ့မျိုးမေးအတွက်ပြည်တော်သားလိမ့်မယ်ဆိုတဲ့တပေါင်းမှာထိုတပေါင်းပေါ်ပြီးတဲ့နောက်အနော်ရထမင်းလောက်ကအိုးကြီးတော်စုတ်ကတိမင်းနဲ့စီချင်းထိုးခဲ့ပါတယ်။စုတ်ကတိမင်းကိုအနိုင်တိုက်ခိုက်ပြီးနောက်အနော်ရထကပကံပြည့်ရှင်ဖြစ်လာခဲ့ပါတယ်။အနော်ရထမင်းလက်ထက်မှာသာသနာရှောင်းဝါထွန်းလင်းပြီးစံရည်စပါးပေါ်များကချမ်းသာကြွယ်ဝခဲ့ပါတယ်။နံပါတ်2အင်းဝခေအေးအိုင်တွေကလူတယောက်မိတောက်ကလေးကိုင်လူပေါင်းဆိုတဲ့တပေါင်းမှာဒီတပေါင်းပေါ်ပြီးတဲ့နောက်သတို့မင်းဖျားကရှင်မင်းဖြစ်လာပြီးနန်းတော်ကုန်းအင်းဝမြို့မှာတည်ခဲ့လေပါတယ်။သတို့မင်းကလည်းနေပယ်အများပြားကိုသိမ်းမိုက်ကဘုံမီနေလာတောက်ပခဲ့ပါတယ်။နံပါတ်3တောင်ငုခေအိုပဲအမောင်စံရွေဆောင်နောက်လိုက်ဘုံကောင်ပြောင်းလိမ့်မယ်ဆိုတဲ့တပေါင်းမှာဒီတပေါင်းပေါ်ပြီးကြတော့တောင်ငုမြို့မှာမင်းကြီးညိုကသားတော်တပေါင်းမွေးဖွားလာလိပါတယ်။ထိုသားတော်ရဲ့ဦးခေါင်းမှာရွှေအောင်စမင်းတမွေးပါလာလိပါတယ်။နောက်တော့ထိုမင်းသားကဓမင်းရှိတီဆိုပြီးတောင်ငုဘရင်ဖြစ်လာခဲ့လိပါတယ်။ဒါပေမဲ့လည်းတတ်တော်မရှိပဲသူ့ရဲ့ရောက်ဖတော်သူဘရင်နောင်ကထီနန်းကိုစက္ကန်လိပါတယ်။ဘရင်နောင်လက်ထက်လျှောက်တော့မြမပြည်ကြီးကဘုံမီနေလာတောက်ပလိခဲ့ပါတယ်။နံပါတ်4ကုန်းမောက်ခေဖို့သုံးဖို့တဖို့တောက်မီဆိုတဲ့တပေါင်းမှာဒီတပေါင်းပေါ်ပြီးတဲ့နောက်မိုးစိုးဝရွာသက်ကြီးဦးအောင်စရာကပြက်ပြားနေတဲ့မြမပြည်ကြီးကိုလက်ယုံရည်နှလုံးရည်နဲ့ပြန်လည်ဆူဆီးပြီးနောက်အလောင်းမေးတရားပွဲနဲ့ဗိသိက်ခံနတ်တက်လေးပါတယ်။နံပါတ်5ယခုခေတ်2600သာသနာဗုဒ္ဓရာစာပေါ်လာမှာစီတော်ကြီးလဲဟီးလိုက်မယ်ဆိုတဲ့တပေါင်းမှာပေါ်မလာသေးတဲ့အတွက်စောင့်ကြည့်ရမည်သာဖြစ်ပါတယ်။ဒီတပေါင်းကဗုဒ္ဓသာသနာကိုကဘာတခွင်ဖြန့်ကျက်ထုံးလင်းစေပြီးမြမပြည်ကိုလည်းသာသနာတော်ကိုနေတဆူလာတဆူလိုထင်ရှားစေမယ်သာသနာပြုမင်းပေါ်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ဒီမင်းလက်ထက်မှာတိုင်းပြည်ကတိုးတက်ချမ်းသာကြွယ်ဝလွန်အားကြီးပြီးစီပင်သားရလှပတဲ့တိုင်းပြည်တစ်ပြည်ဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေတတ်တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူးပေးတင်ရှိပါတယ်။